အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတဲ့ customer လေးကတော့တချို့မှာအမြဲတမ်းမှာနေကြ customer လေးပေါ့နော်VIP customer လေးဆိုတော့အရင်ခောက်ကမှာနေတဲ့ကိတ်ဒီဇိုင်းတွေနဲ့မတူအောင်ပေါ့နော်ဒီတစ်ခေါက်မှာလည်းပဲကိတ်လေးတွေကိုမထက်အောင်တတိချလေးဆွဲထားပေးပါရရှင်ဒီမှာဆိုလို့ရှိရင်ပန်းလေးတွေအများကြီးနဲ့ကိုမှလိုက်ဖက်မဲ့ဒီဇိုင်းလေးကိုရွေးချယ်ပြီးတော့လုပ်ထားပေးတယ်ပေါ့နော်ပေးမဲ့မွေးနေ့ရှင်လေးကကြတော့ဆီယာမဆိုတော့လေဆီယာမကိုတပည့်ဖြစ်သူကပေးမဲ့ကိတ်မှုလေးဆိုတော့တစုကဆီယာမမဲနဲ့လိုက်ဖက်စီမဲ့ဒီဒီဇိုင်းလေးကိုရွေးချယ်ပြီးတော့လုပ်ထားပေးပါတယ်ရှင်ပန်းလေးတွေအများကြီးပေါ့နော်ပန်းရောင်းဆောင်လှလှလေးတွေနဲ့လုပ်ထားပေးပါတယ်ပန်းကင်းနဲ့ရောက်သွားသလိုမျိုးအရောင်ကိုမှလှပစေမဲ့ဒီဇိုင်းလေးကိုရွေးချယ်ပြီးတော့လုပ်ထားပေးပါတယ်ရှင်အရောင်လေးတွေစုံလေးသုံးထားပေးတယ်ပေါ့နော်တကယ်ကိုမှလှတာမို့လို့ကိတ်လေးတွေကိုမှောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ကြိုပြီးမှာပေးပါရှင်ဒီကိတ်ဒီဇိုင်းလေးရဆိုလို့ရှိရင်ပန်းလေးတွေကိုတေးချလေးဆွဲထားပေးတယ်ပေါ့နော်အရောင်လေးကိုလည်းတေးချလေးဟက်ဆက်ပြီးတော့သုံးထားပေးတာမို့လို့တက်စုကတော့ကြိုပြီးတော့မှားစေချင်ပါတယ်ရှင်ဒါမှပဲတက်စုတွေပန်းဆွဲတဲ့ခါကျလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်ပန်းလေးတွေကိုတပွင့်ချင်းတစ်ခတ်ချင်းစီတောင်တေးချလေးဆွဲပြီးတော့ရတာမို့လို့ပါရှင်မာယူအားပေးတဲ့ကျေးဇူးများတင်ပါတယ်နောက် level လေးထပ်မကဝယ်ယူအားပေးနိုင်ပါစေနော်မွေးနေ့ရှင်ကတော့ဆီယမဒေါ်မမီရှိန်နဲ့တော့ဆီယမဒေါ်မီရှိန်ရဲ့35နှစ်ပြည့်မွေးနေ့အတွက်ဆိုပြီးတော့မှာထားတဲ့ကလေးပါရှင်ကျူရှင်မှာပေါ့နော်တသားမီလီတွေကဆီယမကို surprise တိုက်မယ်ဆိုပြီးတော့မှာထားတဲ့ကလေးပါရှင်ကိတ်ဆက်လေးကတော့ရှစ်လက်မဆိုင်ပေါ့နော်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားလို့ရှိရင်ဂိမ်းမို့ဒီမှာလိုအပ်ချက်များရှိခဲ့လို့ရှိရင်ပြောခဲ့ပြပါအောင်နော်ဘယ်လိုမျိုးလုပ်ရင်တော့ပို့ပြီးတော့လှလန်ချောင်းကိုလည်း comment လေးမှာစာလေးချန်ခဲ့ပြပါအောင်ရှင်အခုကတော့ cake decoration မှာအားလုံးပြသပါပြီရှင်ပြီးတဲ့ခါကျလို့ရှိရင်အခုလိုမျိုး box တွေကိုထည့်ပြီးတော့တစုကသွားပြီးတော့ပို့ပေးရမှာပေါ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်